大家好，来这个给大家看一下，这个的话就是用银托镶嵌的红蓝多宝，大颗的啊，真的很好看，大吊坠的那种，所以它这个戴起来的话就是也是很有气场的那种，很好看，有2个的啊，你们看一下，喜欢哪个就拿哪个就好了。然后大小也是一样的，这些都是用银托镶嵌的啊，看一下，它这个表面的话就是配了金箔的那种，而且它这个的话就是。这个一个的话就是6000人民币，我哥着买，这个6000人民币，如果喜欢的话可以私信了啊！谢谢大家 ，Hello， အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကကျတော့မာရောင်စုံလေးပေါ့နော်။ဝေထည်လေးနဲ့အထည့်ခတ်ထားပါ။ဒါလေးကကျတော့တော်တော်လေးကိုလာပေါ့နော်။ဒီလိုတကယ်လို့ကြီးကြီးလေးဆွဲလေးကြီးကြီးလေးကျဲဝေးရကြကြမမတွေအတွက်ဆိုလို့ရှိရင်ဒါလေးဆိုတော့ဝါမအောင်အဆင်ပြေပါတယ်ရှင်။ဒါလေးကကျတော့တစ်ခုရှိရပေါ့နော်။ဒါလေးဆိုလို့ရှိရင်တော်တော်လေးလာပေါ့နော်။ပုံစံလေးကတော့တူတူလေးပါပဲရှင်။ဝေထည်လေးနဲ့အထည့်ခတ်ထားတာပါမာရောင်စုံလေးပါရှင်။ပြဒါလေးဆိုလို့ရှိရင်တခုမှဒါလေးလဲ15သိန်းလေးပါပဲရှင်ဒါလေးတခုမှ15သိန်းလေးပါချိန်လို့ရှိရင်တော့စီမလာခဲ့ပြီပေါ့နော်တော်တော်လေးလာပါရှင်တခုလုံး